Okay, so ဒီ video lesson မှာဆိုရင်ကျွန်တော်ယူရှင်တော့ပေါ်ပါတခြင်းရဲ့ intro ဘယ်လိုတီးမှာလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတူလေ့လာကြအောင်ဖြစ်ပါတယ် so တခြင်းမှာပါတဲ့ကောတခြင်းရေးလေ့လာကြည့်မယ်ဒီတခြင်းဆိုရင်ဒါ key G ပေါ့နော် G B minor C G C D G ပေါ့နော် okay so သူတခြင်းရဲ့ဒါ intro တောင်တခြင်းနားထောင်ကြည့်မယ်so key G ဆိုကျွန်တော် G open string major scale မှာတီးမှာပေါ့နော်တုံးကြွဆိုတော့ဒါ G note ပေါ့နော် do re mi fa sol la ti do la do la mi re do okay do re la sol fa mi fa sol la ti do okay နော်ဒီရလေးပေါ့ဆိုတော့ကျွန်တော်ဒီခတ်ကြည့်မယ်ဒါတိကျရဲ့3ခွက်နဲ့စမှာနော်တိကျ3ခွက်ပြီး2ခွက်လွတ်မယ်ပြီး2ကျ3ခွက်ပြီးတိကျလွတ်ပြီး2ကျ3ခွက်ပြီး2ကျ1ခွက်ပြီး2ကျလွတ်ပြီး2ကျ1ခွက်ပေါ့နော်ပြီးလွတ်မယ်ပြီး1ခွက်ပြီး3ခွက်ပြီးတိကျလွတ်ပြီး2ကျ3ခွက်ပြီးတိကျလွတ်ပြီးတိကျ2ခွက်ပြီးတိကျ3ခွက်ပေါ့နော် Okay ဆိုတော့ကျွန်တော်ကွက်နဲ့ပေါင်းပြီးတိခတ်ကြည့်ပါမယ်နော်ဘင်းပြမိုင်နာဆိုဆိုရအခါမှာပြမိုင်နာကိုကော့တီးမှာပေါ့နော်ဘင်းစီကော့လာဆိုmi mà chỉ có bọn nó bên C fa mi fa sol D la sol la ti do bọn nó ok sau cái gì mẹ so ဒီချင်းဆိုရင် country တချင်းပုံစံပေါ့နော်ဆိုတော့လက်ခတ်ဆိုရင် down down up down up down ဆိုတော့ပထမဆုံးဒါ first view ပေါ့နော် down မှာနည်းနည်းကြည်ကြည်တီးလိုက်ပါပေါ့နော် down down up down up down 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 up down up Okay so ဒီ video lesson မှာဆိုရင်ကျွန်တော်ယူရှင်တော်ဘဝရဲ့ဒါအစပိုင်းပေါ့နော်တခြင်းရဲ့ intro ဘယ်လိုအနည်းကဆုံးတီးခတ်တာလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးရှင်းပြပေးရဖြစ်ပါတယ်